ကျွန်တော်မကြတော့ကကျွန်တော် you are blessed ဆိုတဲ့အင်ကြီးလေးထုတ်တယ်အဲ့ဒါပြောပြအောင်မယ်ကျွန်တော်အဲ့ဒါပြောပြအောင်မယ်ကျွန်တော်ကသူများလာပြောတယ်ဒါတော့ဘာမှမဟုတ်သေးဘူးเนาะဘာမှမလုပ်သေးဘူးပြောချင်တဲ့သူတွေကများတာကိုပြောပြချင်တာပါကျွန်တော်ကယေရှုအပြည့်အမွေခံဖြစ်တယ်အာမင်ကျွန်တော်အဲ့ဒီလူတွေကိုကျွန်တော်အယတနာလုံးအကြီးလို့လေကျွန်တော်လာပြောတယ်ဆရာဝေးမလားအင်ကြီးထုတ်ရောင်းနေပြီလားကျွန်တော်ပြောတယ်အင်ကြီးထုတ်ရောင်းရမယ်အမှုတော့ဆော်မဟုတ်ဘူးလို့သူတော့မပြောပါဘူးဒါပေမဲ့အခုတော့ပြောပြလိုက်တာသူကြားရလေသူသိပါအဲ့တော့သူမပြောပါဘူးအင်းကြီးထုတ်ရောင်းမယ်အမှုတော့ဆောင်မဟုတ်ဘူးတင်တို့ရဲ့အတ္တတာထဲမှာကျွန်တော်လိုမျိုးကျွန်တော်က you are blessed ဆိုတာကကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ရဲ့နှုတ်ဘတ်တော်စကားသလုံးကိုကျွန်တော်ဆွဲလန်းတဲ့အခါမှာကျွန်တော်နာမည်တော်ပျောက်သွားတဲ့အထိကို you are blessed ဖြစ်လာတာလေကျွန်တော်သူများနေမုန်းတယ် you are blessed ပြောလို့ကြည့်လို့ဟာမင်းကလည်း God bless you ပြောရပြီလေGod bless you အမြင်ငယ်လေးတွေကပြောလာတာလေဖခင်ကောင်းကြီးပေးပါစေကောင်းကြီးပေးပါကိုကောင်းကြီးရှိမှာအမွေခံမှမသိတော့ဒါပေမဲ့ကျွန်တော်ရဲ့ဝိညာဉ်ဖခင်ရဲ့စကားတလုံး WTC ကြောင်းတက်နေတဲ့ခါမှာဝိညာဉ်ဖခင်ကတင်တို့ဒီကောင်းရင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူတော့သာရဖျားကောင်းကြီးပေးတော်မူတော့သူဖြစ်ကြ၏ပြောတဲ့ခါမှာ you are blessed ဆိုပြောတဲ့ခါမှာဟာဟုတ်တယ်ဒါကငါပဲဆိုပြီးတော့စုတ်ကင်နဲ့ဒီစကားတလုံးကိုကျွန်တော်အမြဲတမ်းပြောနေနေဝိမင်းလားဆိုတာနာမည်ပျောက်သွားတယ်ဝိမင်းထုံးဆိုတာနာမည်ပျောက်သွားတယ်ဟာဆရာ you are blessed ဆရာ you are blessed ချစ်လာတယ်ဘာကြောက်လဲလွှမ်းမိုးခွင့်ပေးတာအဲ့ဒါကြောင့်နှုတ်ကပတ်တော်ထဲမှာပါတဲ့အရာမနေ့တော့ကျွန်တော်ဝိညာဉ်ဖခင်ပြောသွားလို့နှုတ်ကပတ်တော်ကငါတို့ဖြစ်တယ်လို့ခံယူပြီးဝန်ခံတဲ့တက်တည်ဖြစ်လာတာဖြစ်တယ်အချိန်နဲ့ဖျားသခင်ကအချိန်ကာလစိတော့အခါအချိန် right time ဖျားရဲ့အချိန်ရောက်လာပြီဆိုရင်ဘယ်သူတွေဘာပဲပြောသင်ကိုဖျားသခင်ကကြီးမြောက်မှာဖြစ်တယ်ဘာကြောင့်ကြီးမြောက်လဲသူ့ရဲ့စကားကိုဆွဲလဲသူဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ကျွန်တော်ကလာပြောတဲ့သူကျွန်တော်အယမ်းတနာတယ်သလားကျွန်တော်ကလေအင်ကြီးစထုတ်တော့ကကျွန်တော်ရဲ့နှလုံးသားထဲမှာကျွန်တော်ဝိညာဉ်ဖခင်ကိုအယမ်းပြီးဖို့စေချင်တာအော်ငါဝိညာဉ်ဖခင်လေဘာသရာဝုတ်ပြီးတိတ်ကောင်းပါပဲပြောလည်းမပြောရဲဘူးလေကိုထုတ်တဲ့အသားနဲ့ကိုဝိညာဉ်ဖခင်ကိုအဲ့လိုမျိုးလို့ဒါပေမဲ့ဖခင်တခင်ကအင်ကြီးအသားကိုကြည့်တာမဟုတ်ဘူးကျွန်တော်ရဲ့ယူသိမှုကျွန်တော်ရဲ့လေးစားမှုကိုဖျားခင်ကကြည်တာဒါပေမဲ့ကျွန်တော်အဲ့လိုလှုပ်လို့ကျွန်တော်ယူသိတယ်လေးစားတယ်ကျွန်တော်ကောင်းလို့ကျွန်တော်တွန်းတင်တာမဟုတ်ဝိညာဉ်ဖခင်ရဲ့နှုတ်ကနေပေးတဲ့စကားလုံးကကျွန်တော်ကောင်းကြီးရှိတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာအာမင်ဟာလေလုယာအမွေခံဆိုတာလေဖခင်ရဲ့စကားကပဲသင်ရမှာဖခင်ရဲ့စကားကိုသင်ကိုယ်တိုင်မချတဲ့တည်းသင်မှာဝိညာဉ်ခေါင်းဆောင်ဝိညာဉ်ဖခင်ရှိရမယ်သင်အဲ့ဒါမှသင်လမ်းကြောင်းမှန်လေးပေါ်မှာသင်သွားနေမှာမှားရင်လေသင်ကိုအာမနာတန်ပြောတဲ့သူဝိညာဉ်ဖခင်ဝိညာဉ်ခေါင်းဆောင်ရှိအဲ့ဒါကြောင့်ကျွန်တော်ကိုဝိညာဉ်ဖခင်ကျွန်တော်တော့ပြောဘာသရာလို့ဘာသရာပြီးတဲ့ဘာသရာနားကိုသွားပြီးတော့ချွဲရတာပေါ့ဘာသရာဘန်ကောက်ရောက်လာတော့ဘာသရာလို့ဒါဒီအင်ကြီးလေးထုတ်ဖြစ်တယ်လို့ဘာသရာပြီးတဲ့ဂျမ်ဘိုက်လေးကတာဘောမှာ you are blessed ဆိုတာဖြစ်လာတယ်ဒါလေးထုတ်မိတယ်လို့ဟာဘာသရာဝုတ်ပေးလိုက်တဲ့အခါမှာကျွန်တော်အယမ်းပျော်တယ်လေအင်ကြီးရောင်းလို့မျက်ရှင်နေကျွန်တော်ခေါင်းဆောင်နေကျွန်တော်လုံးဝကျွန်တော် honor လုပ်တာအရေးကြီးတာမျက်ဖို့အရေးမကြီးဘူးအရေးကြီးတာဒီကျမ်းပိုက်ကသူတို့နှလုံးသားထဲမှာရောက်သွားပြီကျွန်တော်ကအင်ကြီးကိုရောင်းနေတာမဟုတ်ဘူးနှုတ်ကပတ်တော်ကိုရစီချင်တာတချို့လူတွေကသိတယ်ဘာမှမရဘူးကျွန်တော်ဝိညာဉ်ဖခင်ကျွန်တော်တို့အမြဲတမ်းပြောတဲ့ကြားဘူးသလိုပဲဘုရားကြောင့်အပြည့်ထွက်တယ်ဆိုတာနဲ့ငါဘာလုပ်ရမလဲဆိုတဲ့အလုံးနဲ့ပဲပြန်မေ့သွားတယ်ဒါကလောကထဲမှာလောကီထဲမှာရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ငါကယေရှုခရစ်တော်အဖြစ်အမွေခံဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာထဲမှာရေးထားတယ်။ဒီမှာအခန်းငယ်9မှာဒီတို့ဖြစ်၍တဲ့တင်တို့ဒီနောက်တစ်ဖန်အစေပါကြုံမဖြစ်တားပြင်ဖြစ်တားဖြစ်လေခရစ်တော်အဖြစ်ဘုရားသခင်ရဲ့အမွေခံဖြစ်တယ်။အာမင်။ဘုရားသခင်ရဲ့အမွေခံကကျွန်တော်တို့တွေယုံလိုက်တဲ့နေ့မှာအမွေခံတာမဟုတ်ဘူး။ကျွန်တော်တို့ဘုရားကိုမသိခင်တည်းကကျွန်တော်အမွေခံဖြစ်တယ်။အာမင်။ကျွန်တော်အဲ့ဒီຢာလေးကျွန်တော်နောက်ကျမ်းပိုင်းတစ်ပိုက်ဖတ်ပြမှာအဲ့ဒါကအေဖက်အခန်းကြီး၄အေဖက်ဩဝါဒစာအခန်းကြီး1အငယ်4မှာအေဖက်ဩဝါဒစာအခန်းကြီး1အငယ်4မှာဤကဘာမတီမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီကောင်းကင်ဘုံနှင့်ဆက်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အဖြစ်ငါတို့အားပေးသနာတော်မူသော
ငါတို့သခင်ယေရှုခရစ်ခမဲတော်ဘုရားသခင်သည်မင်္ဂလာရှိစေတည်းဟာလေလုယာဟာလေလုယာဤကဘာမတိမရှိမိခင်တဲ့ကယေရှုခရစ်တော်အဖြစ်တသက်ပြည့်စင်ထားတဲ့အမှုကြောင့်ပြုဖို့ရည်ကြီးတယ်အာမင်ကျွန်တော်အရင်လက်ခုပ်တွေပါတီးခေါ်အရင်လူတွေနှုတ်ခေါ်လာကျွန်တော်အာနာ